Hello အားလုံးပဲမင်္ဂလာပါဒီနေ့မောင်လူလေးကဒလားကိုဘတ်စကားနဲ့သွားပါမယ်အရင်ဆုံးဘူးတထောင်ဖျားရှိကဒါဘတ်စကားဂိတ်ပေါ့နော်ဒလားကိုသွားမယ်ဘတ်စကားဂိတ်ပါအမစောင့်နေတာပါလူတွေကလည်းအများကြီးပဲဘတ်စကားရောက်လာတော့မှသူညက်အရန်တိုးကြည့်ပြီးတက်ရတာပေါ့နော်အဲ့ဒါကိုကတော့ကြံခဲ့တယ်သူကတော့သူ့ဖေဖေနဲ့ဘတ်စကားပေါ်ရောက်သွားရပေါ့နေရာတွေပါရနေတာဒါမိမှန်တော့သူ့ဖေဖေဥပေးထားလို့ပါသူ့ဖေဖေကတကုံဥပေးထားတာကားဘူတထောင်ကနေစထွက်တယ်ပေါ့နော်ဘူတထောင်ကနေစထွက်တယ်စထွက်ပြီးတော့꿰ပြီးတော့ကုံတယ်လန်းတိုင်းသွားတာပေါ့နော်ဒီနေ့ကဆန်ဒေးဆိုတော့လေလူတွေမှအများကြီးပဲအပျော်ပေါ့နော်လိုက်စီးကြတဲ့လူတွေတင်တော်တော်များတယ်လို့ပြောရမယ်သူကကုံတယ်လန်းတိုင်းတက်သွားပြီးတော့အမဘူကလေးစီတို့လမ်း30ပေါ့နော်အိမ်သားတွေကိုလည်းဖြတ်ပြီးတော့ဒါမော်တင်ပေါ့နော်ဒီတရားကြီးပေါ်ကိုတက်ဖို့အရေးပေါ့အမလီသွားရတာကျမတို့မှာဘတ်စကားနဲ့ပေါ့တယောက်ကို400ပေးရပါတယ်3ယောက်ကို1200ပါအဲ့တော့မော်တင်ကနေပြီးတော့သူကသခင်မြပန်းချံကိုသွားတယ်ပေါ့နော်သခင်မြပန်းချံကနေသူကပြန်ပတ်ပြီးတော့ဘယ်ကသွားလဲဆိုတော့စံပြဘက်ကပေါ့ဖုံးကြီးလန်းစံပြအတက်လန်းနေပြီးတော့သူကတက်တာပါအဲ့တော့ဒီမှာတရားစတက်ပါပြီဖုံးကြီးလန်းစံပြကနေပြီးတော့စတက်တယ်ပေါ့နော်သူပြောနေပါတယ်ပေါ့အဲ့ဒါလဲစီးပြီးပြီနော်တက္ကစီနဲ့လဲတစ်ခေါက်သွားပြီးပြီအဲ့ဒါကိုလိုင်းကားနဲ့တစ်ခေါက်ကိုအရန်နေပြောနေတာဒါတက်ပါပြီပေါ့နော်မဆိုးပါဘူးလိုင်းကားလေးနဲ့လည်းဆင်ပြေပါတယ်ဒါပေမဲ့ဒီနေ့ကဆန်ဒေးဆိုတော့လေလူတွေကအဲ့လိုအပျော်ပေါ့နော်လိုက်စီကြတယ်အဲ့တစည်းလုံးကအပျော်လိုက်စီတဲ့လူတွေအများကြီးပဲအဲ့လိုဂိမ်းစားဂိမ်းဆုံးစီရနော်ပိုးထောင်ကနေပြီးတော့စစီရအဲ့ဒလားအထိအဲ့တော့နေရမရတဲ့လူတွေကမရအဆုံးထိကိုမရကြတာမတ်တက်ရက်ပြီးတော့လိုက်ကြရတာလိုင်းကားကိုပေါ့ဒါကတော့အလင်းနားလောက်ရောက်ပါပြီတရားအလင်းနားလောက်ထိရတော့ဖြောင်းဖြူဆိုတာကားရှင်းတယ်ပေါ့နော်သွားလို့ကောင်းတယ်အဆင်ပြေတယ်ကြည်ရတာလည်းကောင်းတယ်ဒါပေမဲ့လူတွေကရန်တိုးကြိတ်နေတာရေပြီးတော့နေကင်း12နာရီနေဆိုတော့နည်းနည်းတော့လူကအဲ့လိုပင်ပန်းနေပြီအဲ့တော့လူလေးကတော့ပြောတာပေါ့နော်အမသူကတစ်ခေါက်လဲသွားပြီးပြီအဲ့ဒါလဲသူ့မှာပြောလို့မဝအောင်အမှန်ဆိုရင်လေအိမ်ကိုလေတမန်လေးနဲ့သွားလိုက်ရင်5မိနစ်10မိနစ်လောက်ပဲကြာတယ်အဲ့ဒါကိုအမတရားကြီးတစ်ဖက်ကြီးပတ်ပြီးကားကြီးပတ်စီးပြီးတော့လိုင်းကားနဲ့သွားအမအစင်းမှာစားပိတ်ပါတယ်ဒါကတော့စားဆင်းနေပြီပေါ့နော်ဆင်းတဲ့ချိန်မှာတော့ပိတ်သေးဘူးဟိုဘက်ကိုဒလားဘက်ကိုဆင်းတဲ့ဘက်မှာသူကတိုးဂိတ်ရှိရောလေတိုးဂိတ်မှာပစံကောက်တာနဲ့ဗာနဲ့ဆိုရင်ပိတ်တယ်လို့ပြောရမှာပေါ့နော်ကြာကြီးဆောင်းပါတယ်ဒီဘက်ကိုဒလားဘက်ကနေရန်ကုန်ဘက်ကန်းကိုလာတဲ့နေရာကတော့တော်တော်ကြီးကိုလမ်းရှင်းပါတယ်ဒလားလမ်းဘက်ကိုဆင်းပါပြီအမကပိတ်ပြီးတော့ကြာကြီးပဲမှဆောင်းနေရပေါ့တိုးဂိတ်နာမှာတိုးဂိတ်နာကိုရောက်ပါပြီအဓိကတော့ဒီတိုးဂိတ်မှာပတ်စံကောက်ကြရင်လည်းပေါ့နော်အချိန်ကြာတာပါကမာကစစ်စီအရင်တော့ကတော့ဒါနိုင်စင်စီလို့ခေါ်ရပေါ့နော်ဒီနားမှာလည်းနိုင်စင်တစ်ခုရှိတယ်အခုတော့တမောစိတ်ကိုရွှေ့လိုက်တာပေါ့ဒီမှာကားဆောင်နေတဲ့လူတွေပါဒလားဘက်ကနေအဲ့တော့ပထမအဲ့ဒီပေါ့နော်ရွှေထိတ်ထားဆိုတဲ့ကလေးဆိုင်ရှိမှာတခါရက်တယ်ဆင်းညရယ်ပေါ့နော်ပြီးတော့ဂိတ်ဆုံးအထကလေးထီကိုမောင်းလာတယ်လူလေးတို့ကတော့ဂိတ်ဆုံးလီစီရပေါ့နော်ကားပေါ်မှာကြံခဲ့တဲ့လူတွေကအဲ့ဒါရန်ကုန်ကိုပြန်သွားကြမဲ့လူတွေတော့ပေါ့နော်အဲ့တော့အိမ်နဲ့ဆိုရင်တော်တော်လေးဝေးတဲ့အတွက်ဒီမှာနေပူကြီးထဲမှာဆင်းပြီးတော့တုတ်ကိုချက်ခေါ်ထားရပါတယ်အဲ့ဒီဘတ်စကားရက်တဲ့နေရာနဲ့အိမ်နဲ့ကတော်တော်ဝေးသေးရပေါ့နော်တုတ်ဆောင်နေတဲ့တာမီ2ယောက်အမစီးနေကြဦးမင်းသားကြီးတုတ်လာပါပြီအဲ့တော့တုတ်ကိုတစ်ခေါက်ပြန်ခေါ်ပြီးတော့အမနောက်ဆုံးတော့ကျမတို့ဘတ်စကားဂိတ်ကနေပြီးတော့တုတ်ကြီးစီးပြီးတော့ပေါ့နော်အိမ်ကိုပြန်သွားရတာပေါ့တမန်နဲ့ဆိုရင်တမန်လေးပေါ်ကဆင်းလိုက်တာနဲ့အိမ်ကိုရောက်ပင်မဲ့ဒီမှာဘတ်စကားစီးကျင်တဲ့ကိုကြီးကြောင့်တရားပေါ်ကနေဖြတ်ပြီးဘတ်စကားစီးကျင်တဲ့ကိုကြီးကြောင့်အမကားတွေလည်းပတ်စီးအိမ်ရောက်တော့လဲတုတ်စီးကဲဟုံးဆွေးဟုံးလေးကိုရောက်ပါပြီဒလားအိမ်မှာ
နေခဲ့မဲ့လူလေးပါအဲ့တော့ဒါကတော့ဒလအင်ကကြောင်ကလေးမက်ကွက်နဲ့လဲထပ်မံမိတ်ဆက်လိုက်ပါတယ်ရှင်ဒါကတော့ဒလအင်ရောက်သွားပြီးတော့အမကြောင်လေးနဲ့ဆော့မယ်မောင်လူလေးရဲ့ကွက်ပါအဲ့တော့မောင်လူလေးကိုထားခဲ့ပြီးမမေကတော့အပြန်တမန်နဲ့ပဲပြန်လာပါတယ်ဒါညဘက်ပေါ့နော်9 နာရီလောက်ရှိပါပြီအဲ့တော့တမန်နဲ့ပဲပြန်လာတယ်တမန်နဲ့ဆိုရင်အိမ်ကလေးနီးနီးလေးတမန်စိတ်နဲ့အိမ်နဲ့ဆိုရင်ဒါကတော့ညဘက်ဒလတဒါကြီးရဲ့အလှပေါ့ရှင်အဲ့တော့အခုဆိုရင်ဒလကိုတမန်နဲ့လဲသွားလို့ရတယ်တမွန်းနဲ့လဲသွားလို့ရတယ်ကားနဲ့လဲသွားလို့ရတယ်ပေါ့နော်အဲ့တော့မောင်လူလေးရဲ့ဒလကိုလဲလာခဲ့ဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ကျေးဇူးပါ